ရှင်ဆရာပါရဂူရဲ့ပကံခရီးတဲ့စာအုပ်ထဲမှာပကံဖျားပထိုးစီရီများအကြောင်းကိုဆက်လက်ဖတ်ပြပေးသွားပါမယ်နော်။နတ်လောင်ကျောင်းတပညုဖျားဤအနောက်ဘက်နှင့်ငကျွဲနှထောင်ဖျားဤတောင်ဘက်၌ရှိသောနတ်လောင်ကျောင်းသည်ပကံရှိတာသနိကအစအအုံများထဲကတခုတည်းသောဟိန္ဒူဖျားကျောင်းဖြစ်သည်ပကံခရီးသည်များထဲတွင်နှစ်မျိုးနှစ်စားရှိသည်တစ်မျိုးမှာဖျားဘူးသွားကြသူများဖြစ်ပြီးကျန်တစ်မျိုးမှာမြမရှေးဟောင်းအမှုပညာလက်ရာများကိုလေ့လာသူများဖြစ်ကြသည်ဖျားဘူးသွားကြသူများသည်နတ်လောင်ကျောင်းသို့ရောက်ကြမည်မဟုတ်တော့လဲမြမရှေးဟောင်းအမှုပညာလေ့လာသူများကမူနတ်လောင်ကျောင်းသို့လည်းသွားရောက်လေ့လာကြသည်ပကံခရီးသည်သည်နတ်လောင်ကျောင်းသို့လည်းရောက်သွားသည်ပကံခရီးသည်ရောက်သွားချိန်၌နတ်လောင်ကျောင်းတွင်ခရီးသွားခရီးလာတဦးတစ်ယောက်ကိုမျှမတွေ့ရပေနတ်လောင်ကျောင်းသည်အုပ်ဖြင့်ဆောက်လုပ်ထားသော၄တောင်ပုံတံအစအုံဖြစ်သည်အောက်ခံအုပ်ခုံအမြင့်မှာ၄ပေလောက်ရှိသည်အတွင်းအပြင်နယံများ၌ကြောက်ရွံ့တုများထားရန်အတွက်နယံလိုင်းငယ်ကလေးများရှိသည်အစအုံဤအချို့အစိတ်အပိုင်းများမှာပျက်စီးယိုယွင်းနေကြပြီးကျန်ရှိနေသေးသောအစိတ်အပိုင်းများမှာအလဲပဟိုမန်တိုင်းနှင့်ဇင်းချံပတ်လဲတိုင်းမကြီးတို့ဖြစ်ကြသည်အစအုံအထက်ပိုင်း၌မူကွမ်းတောင်အပေါ်ပိုင်းကျန်ရှိနေသေးသည်အစအုံဤအတွင်းအလဲပဟို၌အမိုးစသောအစအုံအပေါ်ပိုင်းကိုထောက်ထားသော၄တောင်အုတ်တိုင်ကြီးရှိသည်အုတ်တိုင်ကြီးဤလေးဘက်လေးမျက်နှာ၌လည်းကြောက်ရွံ့ထုများထားရန်နေရာတနေရာစီရှိသည်အလယ်မန်တိုင်းလေးမျက်နှာတွင်ရှိသောမုကတ်များတွင်တိုင်ကက်အင်္ဂတိပန်းများရှိသည်အတွင်းအပြင်အုတ်နံရန်လိုင်ကူများထဲကအချို့လိုင်ကူများတွင်ပျက်စီးသွားကြပြီဖြစ်သည့်ရုပ်ထုများ၏အကျံအကျွင်းလက်ရာအစအနများကိုတွေ့ရသေးတော်လဲကြောက်ရုပ်ထုများမှမူမရှိကြတော့ပေအစောအုံနံရန်ရှိပကြီးစေးရည်များမှလည်းနိပရိစေတာအကြောင်းခဲ့ပြီးဖြစ်သည်ကတကြောင်ရာသီဥတုတန်ခံလာရသည်ကတကြောင်အကြောင်းကြောင့်တို့ကြောင့်ပျက်စီးယိုယွင်းနေကြပြီအဘဲကြောင့်နတ်လောင်ကျောင်းဟုခေါ်သည်နိနတ်လောင်ကျောင်းဟူသည်မှာကျောင်းထဲတွင်နတ်များကိုလောင်ထားသည်ပိတ်ထားသည်ဟုအဓိပ္ပာယ်ရသည်ဗုဒ္ဓဘာသာဘယင်အနော်ယထာသည်နတ်ကိုးကွယ်သူမဟုတ်သဖြင့်နတ်များကိုအစအုံတစ်ခုတည်းတွင်ပိတ်လောင်ထားသည်ထို့ကြောင့်နတ်လောင်ကျောင်းအမည်တွင်သည်ဟုပါဇက်စကားအချို့ကပြောကြသည်ယွင်းပြုပတ်မှာတယောက်ယောက်ကမြင်ရထင်ရဆွပြောရမှပေါ်ပေါက်လာသောပြုတ်ပတ်ဖြစ်ဟန်တူသည်ယွင်းပြုတ်ပတ်မှာအနော်ယထာမင်းကြီး၏မင်းကျင့်တရားကိုလည်းထိပါသလိုဖြစ်နေသည်တိုင်းပြည်နိုင်ငံကိုအုပ်ချုပ်မင်းလုပ်သောဘုရင်တို့မြည်သည်ဘာသာရေးလွတ်လပ်ခွင့်ကိုလည်းပေးရသည်ပကံပြည်၌ထေရဝါဒဗုဒ္ဓဘာသာထွန်းကားပြန့်ပွားလာပြီးဆိုရတော့လဲနတ်ကိုးကွယ်မှုသည်ပပျောက်မသွားသေးပေနှစ်ပေါင်း900နီးပါးကျော်လာခဲ့ပြီးဖြစ်သည်ယခုခေတ်ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံ၌ပင်နတ်ကိုးကွယ်မှုပြန့်ပွားနေတုန်းပင်ရှိသေးရာအနော်ယထာခေတ်ပကံပြည်၌သမိုင်းခေတ်ဦးကဆလာခဲ့သောရိုးရာနတ်ကိုးကွယ်မှုအစဉ်အလာသည်အဘယ်မှာကွယ်ပြောက်သွားနိုင်ပါမည်နည်းနောက်တစ်ချောင်းမှာပကံပြည်၌ဂျမနာဘာသာဟိန္ဒူဘာသာကိုးကွယ်သူများရှိနေကြခြင်းဖြစ်သည်ပကံခေတ်မြန်မာယဉ်ကျေးမှုအမှုပညာလက်ရာများ၌ပင်အိန္ဒိယယဉ်ကျေးမှုအငွေအသက်ပါဝင်နေသည်ကိုတွေ့ရှိရသည်ထို့ကြောင့်လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုပေးထားသောပကံ၌ဂျမနာဘာသာဟိန္ဒူဘာသာကိုးကွယ်သူများ၏ဖျားเจ้าရှိနေခြင်းသည်အစမ်းမဟုတ်တော့ပေလွတ်လပ်စွာယုံကြည်ကိုးကွယ်မှုရှိသည်ဆိုလျှင်အဘယ်ကြောင့်အရေးကြီးတို့ကိုနှိမ်နင်းပြရသည်နည်းဟုသောတကတဆရာရှိသည်အရေးကြီးတို့မှာဗုဒ္ဓဘာသာအမိခံထားကြသည်ဖြစ်၍ဗုဒ္ဓဘာသာကိုတန်းစင်လိုသည့်အတွက်ရှင်းလင်းပြရခြင်းဖြစ်သည်အတောကမင်းတရားကြီးလည်းထို့နည်းအတိုင်းပင်သာသနာတော်တွင်ကအလစ်စီဒုတိလာတို့ကိုရှင်းလင်းတုတ်တင်ပြတော်လဲဘာသာခြားတို့ကိုမူလွတ်လပ်စွာကိုးကွယ်မှုပေးထားသည်နတ်လောင်ကျောင်းမှာနတ်တို့ကိုလောင်ထားရာအကျဉ်းချထားရာနေရာဖြစ်၍နတ်လောင်ကျောင်းဟုခေါ်ခြင်းမဟုတ်ပဲကျောင်းထဲတွင်လျောင်းနေသည့်နတ်ရုပ်ထုတစ်ခုရှိ၍နတ်လျောင်းကျောင်းဟုခေါ်ဝေရာမှာကာလ၍လျားလာသည့်အခါနတ်လောင်ကျောင်းဖြစ်လာခြင်းဖြစ်သည်နတ်လျောင်းကျောင်းသို့မဟုတ်နတ်လောင်ကျောင်းမှာမြန်မာလူမျိုးတို့ကခေါ်သည့်အမည်ဖြစ်၍ကျောင်းဆောက်လုပ်ကိုးကွယ်စဉ်ကဗြဟ္မဏဘာသာဝင်များဟိန္ဒူဘာသာဝင်များမဲ့ခေါ်ထားသည့်ဗိရှနုမတိကဲ့သို့သောတည်တံ့အမည်နာမရှိကောင်းရှိပေလိမ့်မည်
အမှန်ကနတ်လောင်ကြောင့်သည်ဗိတ္တနုပိရှနုနတ်ဖရာကြောင့်ဖြစ်သည်ဟိန္ဒူဘာသာဝင်များကိုးကွယ်စည်းကပ်သောနတ်ဖရာများထဲတွင်အဆင့်အမြင့်ဆုံးအဓိကအကျဆုံးနတ်ဖရာ၃ပါးရှိသည်ဗိတ္တနုသည်ယင်း၃ပါးထဲတွင်တစ်ပါးဖြစ်သည်ကျန်နှစ်ပါးမှာပြမနှင့်မဟေတခေါ်တီဝါတို့ဖြစ်ကြသည်ပကံပြည်၌ဗိတ္တနုကိုးကွယ်မှုအတော်အတန်ပြန့်ပွားထွန်းကားနေဟန်ရှိသည်ကျန်စစ်သားမင်းလက်ထက်ရေးထိုးသောပြည်ရွှေစံတော်ကျောက်စာတထုံမြသိန်းနံစီဒီကျောက်စာနှင့်ပကံပတ်ဝန်းကျင်ရှိကျောက်စာတို့၌ဗိတ္တနုနတ်မင်းအကြောင်းကိုအမွန်းတင်ဖော်ပြထားကြသည်တရေခေတ္တရာတွင်မွန်ဘာသာဖြင့်ရေးထိုးထားသောကျောက်စာ၌ဗိတ္တနုနတ်မင်းသည်ငါဤသားတော်ဂဝံပတိဤအကူအညီဖြင့်တရေခေတ္တရာကိုတည်ထောင်ပြီးနောက်နတ်တို့ဤဘယင်အိန္ဒြာနာသခင်ကျောင်းသင်ခန်းများကိုတိဆောက်သောဝိတွကမနတ်မင်းနတ်နဂါတို့ဤဘယင်ကတကာမနှင့်အတူလူအဖြစ်သို့ပြန်လည်ဝင်စားပြီးလင်ငါဖယားပြိဋိဘံစံပြီးနောက်နှစ်ပေါင်း1630အကြာတွင်ပကံပြည်ကြီးကိုအုပ်ချုပ်မင်းလုံးလိမ့်မည်ဟုမင်းလုံးလိမ့်မည်ချင်းသိခံသောရွှေပလင်ထက်၌ဆံမြန်းကအရဟံတီဟုသောယဟန်တန်ဃာတော်များနှင့်ဘိုလ်လူအပေါင်းတို့အလယ်တွင်ထီးဖြူမူ၍ရာဇပိတ်တေကခံယူလိမ့်မည်ဟု၍မြတ်စွာဘုရားကဗျာဒိတ်ပေးဟန်ဆိုရ၌ကျန်စစ်သားအားဗိတ္တနုနတ်မင်းဝင်စားသူအဖြစ်ဖော်ပြထားသည်ဗိတ္တနုကိုနာယယနာဟုလည်းခေါ်ကြသည်ဗိတ္တနုကိုစီကပ်ကိုးကွယ်သူများကဗိတ္တနုအားအကြီးမြတ်ဆုံးနတ်မင်းအဖြစ်ယူဆကြသည်ဗိတ္တနုအားကမ္ဘာလောကကြီးကိုထိမ့်သိမ်းဆောင်ရှောက်သူလောကပါလနတ်မင်းကြီးအဖြစ်ယူဆပြီးလင်အမြတ်တနုကိုးကွယ်ပူဇော်ကြသည်ဗိတ္တနုတွင်အမိတထောင်ရှိသည်ရှင်နာမီတထောင်ကိုရွတ်ဖတ်တရဆယ်လင်ကုသိုလ်ရသည်ဟုအယူရှိကြသည်ကျင်ယာဇနီးမှာစီးပွားဥစ္စာနတ်သမီးလက်ချမီသို့မဟုတ်တိရိဖြစ်သည်ဘေကုံထသည်ဘုံဗိမှန်ဖြစ်သည်စီးတော်ရင်မှာဂလုံဖြစ်သည်ဗိတ္တနုကိုရှေးဘရင်တစ်ပါးကဲ့သို့ဝတ်စားဆင်ရင်ထားသောအသားညွညူမဲမဲလူလင်တအူအဖြစ်ပုံဖော်ထားကြသည်လက်လေးချောင်းရှိသည်ပထမလက်ကခရုသင်းကို၎င်းဒုတိယလက်ကစัจ जाလက်နက်ကို၎င်းတတိယလက်ကတင်းပုတ်ကို၎င်းစတုထလက်ကကြာဝင့်ကို၎င်းကင်ထားသည်လေးနှင့်ထားလဲဗိတ္တနု၏လက်နက်များဖြစ်ကြသည်ဗိတ္တနုကိုပုံအမျိုးမျိုးဖော်ကြသည်တခါတရံလက်ချမီနှင့်အတူကြာဝင်းပေါ်၌ထိုင်နေတတ်ပြီးတခါတရံကြာရွက်ပေါ်၌ထိုင်နေတတ်သည်တခါတရံတေသနဂါပေါ်၌လျောင်းနေတတ်ပြီးတခါတရံဂလုံငတ်ကိုစီးနေတတ်သည်ဗိတ္တနု၏အဝတာရ10မျိုးရှိသည်အဝတာရဟူသည်မှာနတ်တဘာဘာကလူသို့မဟုတ်အခြားသက်ရှိတတဝါတူ၏ကိုခန္ဓာအတွင်ဆောင်ခြင်းဖြစ်သည်နတ်ဝင်စားဟုဆိုလိုသည်ဗိတ္တနုသည်ကမ္ဘာလောကကိုကာကွယ်စောင့်ရှောက်ရန်အတွက်ဝတာရအဖြစ်ကမ္ဘာလောကသို့အကျိန်များစွာရောက်ရှိလာရာတွင်10မျိုးသောအဝတာရသည်အဓိကကျသောအဝတာရများဖြစ်ကြသည်ယင်း10မျိုးအနက်ပထမအမျိုးမှာမစ္ဆခေါ်ငါးတတဝါဖြစ်သည်ငါအဝတာရဤရွယ်ချက်မှာမနုဿလူသားတို့ဤဘိုးဘေးဖြစ်သောတတမမနုအားရေဘေးကြီးမှကာကွယ်ရန်ဖြစ်သည်ငါးလေးတကောင်သည်မနုလက်ထဲရောက်လာသည်မနုကငါးလေးကိုစောင့်ရှောက်ထားသည်ငါးလေးသည်ချက်ချင်းပင်လယ်မဆက်အောင်ကြီးပြင်းလာသည်ထိုအခါမနုကနတ်ငါဖြစ်မည်ဟုအထင်ရှိသွားပြီးဗိတ္တနုဝင်စားသောငါးကိုကိုးကွယ်စီကပ်သည်နတ်ငါကမနုအားဘေးရောက်လာတော့မည်ဖြစ်၍ကြိုတင်ပြင်ဆင်ရန်တတိပေးသည်ရေဘေးကြီးဆက်ရောက်လာသောအခါမနုသည်အခြားယသိများနှင့်အတူလေကြီးတစ်စင်းပေါ်တက်စီသည်ဗိတ္တနုလည်းအံ့ဩလောက်အောင်ကြီးမားသောစူးတောင်ရှိသည့်ငါးတကောင်အဖြစ်ပေါ်လာသည်လေကြီးကိုငါးစုတောင်ကြီးတွင်ကျိုးနှင့်ချီထားလိုက်သည်ဖြစ်၍မနုသည်ရေဘေးကလွတ်မြောက်သွားသည်ဗိတ္တနု၏ဒုတိယအဝတာရမှာကိစ္စပခေါ်လိတ္တတဝါဖြစ်သည်စတရာယုကခေါ်ပထမခေတ်၌ရေဘေးကြီးဆက်ရောက်စဉ်ကပျောက်ဆုံးသွားသောအဖိုးထိုက်အဖိုးတန်ပစ္စည်းများကိုပြန်လည်ရရှိစေရန်အတွက်ဗိတ္တနုသည်လိတ်အဖြစ်ဖြင့်ပေါ်လာသည်လိတ်အဖြစ်ဖြင့်ဗိတ္တနုသည်နို့ပင်လေဤအောက်ခြေမြေပြင်၌တွာလာနေပြီးလင်မိမိ၏ကြောပြင်လိတ်ခုံကိုမန္တာရတောင်၏အခြေခံသို့မဟုတ်ဗဟိုချက်မအဖြစ်ပြုလုပ်ထားသည်နတ်နှင့်အတူရာတို့သည်ဝ
ဝါတုကိမွေနဂါကြီးအားတောင်ကိုရစ်ပတ်စီပြီးလင်အုပ်စုနှစ်စုခွဲလျက်မွေနဂါကြီးဤအစုံနှစ်ဖက်ကိုတစ်ဖက်တစ်ခုစီကျိုးအဖြစ်ဆွဲကင်ပြီးပင်လယ်ထဲတွင်မွေကြသောအခါအလိုရှိသောအဖိုးတိုက်အဖိုးတန်ပစ္စည်းများကိုပင်လယ်ထဲကပြန်လည်ရရှိသည်ဗိတ္တနုဤတတိယအဝတာရမှာဝဟာရခောဝတ္တုဖြစ်သည်ဟိရညခအမည်ရှိနတ်ဘလူးတစ်ကောင်သည်ပထဝီမြေကြီးကိုပင်လယ်အောက်ခြေရအောင်ဆွဲသွင်းထားလိုက်သည်ပထဝီမြေကြီးကိုပုံမှန်နေရာပြန်ရောက်စေရန်အတွက်ဗိတ္တနုသည်ဝတ္တုတစ်ကောင်အဖြစ်ဖန်ဆင်းပြီးလင်နှစ်ပေါင်းများစွာရှင်ပြိုင်တိုက်ခိုက်ပြီးနောက်နတ်ဘလူးအားတစ်ဖြတ်လျက်ပထဝီမြေကြီးကိုအပေါ်ပြန်တင်ထားလိုက်လေသည်ဗိတ္တနုဤစတုတ္ထအဝတာရမှာနရတိဟာခေါ်လူတပိုင်းချင်းသေးတပိုင်းမနုဿိဟာဖြစ်သည်ဗိတ္တနုသည်ကမ္ဘာလောကကြီးအားဟိရညကတိပုအမည်ရှိနဗလူယံမှကင်းဝေးသွားစေရန်မနုဿိဟအဖြစ်ဖန်ဆင်းလိုက်သည်နဗလူသည်မြမမင်းကပါစားပေးထားသည့်ဖြစ်၍မိသူမှလက်ဖြားနှင့်မတို့ရဲအောင်ဖြစ်နေသည်နတ်များနှင့်လူများအပေါ်တွင်၎င်းတိရစ္ဆာန်တို့အပေါ်တွင်၎င်းဒုက္ခပေးခြင်းတိုင်းပေးနေသည်ထိုနဗလူဤသားသည်ဗိတ္တနုအားကိုးကွယ်စီကံသည်ရင်းအချက်ကိုမကြည်နှံ့၍နဗလူသည်သူ့သားကိုတပ်ပြရန်ကြိုးစားအားထုတ်သည်သို့တော်လည်းမအောင်မြင်ပေထိုနဗလူသည်ဗိတ္တနုအနန္တတကုရှင်ဖြစ်သည်ဟု၍၎င်းတပပြပြီးနေရအနက်ပြန့်နှံ့တည်ရှိနေသည်ဟု၍၎င်းကြားသိရသည်ဖြစ်၍ကြောက်တိုင်တွင်ဗိတ္တနုရှိနေသလားမရှိဘူးလားဆိုသည်ကိုစုံစမ်းလိုသောကြောင့်ကြောက်တိုင်ကိုဖြိုဖျက်ပစ်လိုက်လေသည်ဗိတ္တနုသည်မိမိတိတ်ခါဆဲလိုသည်ဖြစ်၍ကြောက်တိုင်တွင်မှထွက်လာပြီးလင်ခေါင်းမသောနတ်ဘလူဘယင်ကိုချေမုန်းပစ်လိုက်လေသည်ဗိတ္တနုဤပစ္စမအဝတာရမှာဝါမနာခေါ်လူပုကလေးဖြစ်သည်စတုထအဝတာရအထိအဝတာရ၄မျိုးမှာစတရယုကခေါ်ပထမခေတ်၌ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များဖြစ်သည်ပစ္စမအဝတာရမှာမူတေတရာယုကခေါ်ဒုတိယခေတ်၌ဖြစ်ပျက်သောအဖြစ်အပျက်ဖြစ်သည်တေတာခေတ်၌နဗလူဘယင်ပလိသည်အကျင့်တရားကိုပြင်းပြင်းထန်ထန်ကျင့်သောကြောင့်သုံးလောကကိုအစိုးရသူဖြစ်သွားပြီးနတ်တေဝတ္တအပေါင်းတို့၏ဩဇာတကုံးမှာမိမ့်မိန်အားပြော့သွားလေသည်ယင်းအခြေအနေကိုပြုပြင်ပြောင်းလဲပြရန်အတွက်ဗိတ္တနုသည်ကတ္တမနှင့်အတီတီတို့ဤသားလူပုလူမြတ်ကလေးအဖြစ်မွေးဖွားလာသည်လူပုကလေးသည်ပလိဤအထံသို့တွားပြီးလင်သူ့အနေနှင့်ခြေလန်းသုံးလန်းလှမ်း၍ရမည်မြေကိုတောင်းသည်ပလိကလူပုကလေးတောင်းသည့်အတိုင်းပေးလိုက်သည်ဗိတ္တနုဤအဝတာရလူပုကလေးသည်နတ်ပြည်နှင့်ပထဝီမြေကြီးကိုခြေလန်းနှလန်းတဲ့ဖြင့်လှမ်းပြီးလင်ပလိကိုငဲ့သောအားဖြင့်ဆက်လက်မလန်းတော့ပဲပထဝီမြေပြင်အောက်ဘက်ကပါတာလာဘီကိုပလိအုပ်စိုးမှုဆက်လက်တည်ရှိနေစေရန်ခြံထားလိုက်လေသည်ဓမ္မမှာပစ္စမအဋ္ဌိအဝတာရများမှာဒဏ္ဍာဤတတ္တမြတာဖြစ်ကြသည်စထမတတ္တမအထမအဝတာရများမှာသူရဲကောင်းများဖြစ်ပြီးနဝမအဝတာရမှာမူဘာသာတရားနှင့်ပတ်သက်နေသည်ပရတုယာမသည်ဗိတ္တနုဤစထမအဝတာရဖြစ်သည်ပစိန်ကိုင်ဆောင်ထားသောယာမဟုဆိုလိုသည်မြမများကပရှုယာမဟုခေါ်ကြသည်ဗြဟ္မဏလူမျိုးများအားခတ္တိယလူမျိုးတို့ဤချုပ်ချယ်ဆူမှုမှုမှလွတ်မြောက်စေရန်ဇမတက္ကနိဗြဟ္မဏဤသားအဖြစ်မွေးဖွားလာခြင်းဖြစ်သည်ပရတုယာမအကြောင်းသည်မဟာഭാရတနှင့်ရာမယဏနှစ်ကျမ်းလုံး၌ပါသည်ဗိတ္တနုဤတတ္တမအဝတာရမှာရာမယဏဝတ္ထုဤအဓိကဇက်ဆောင်ရာမသို့မဟုတ်ရာမကျန္ဒရဖြစ်သည်အယုဒ္ဓယဘုရင်ဒတရထမင်းကြီးဤသားတော်ဖြစ်သည်ရခိုင်ဘလူးဘရင်ရှာဝနဒတဂီရီအားနှိမ်နင်းရန်အတွက်မွေးဖွားလာခြင်းဖြစ်သည်အထမအဝတာရမှာကရိရှနဖြစ်သည်ကရိရှနသည်သူရဲကောင်းတဦးဖြစ်ယုံမြတ်သာမကယာမကဲ့သို့ပင်ဟိန္ဒူဘာသာဝင်များဖျားတဆူအဖြစ်ကိုးကွယ်စိတ်ကချင်းခံရတူလည်းဖြစ်သည်နဝမအဝတာရမှာဗုဒ္ဓဖြစ်သည်ဟိန္ဒူဘာသာရေးကျမ်းဂန်များ၌ဗုဒ္ဓအားနဝမအဝတာရအဖြစ်သတ်မှတ်ထားလေသည်ဗိတ္တနုဤဒသမအဝတာရဖြစ်သောကလကိဝင်းစားခွင်ပဲမြင်းဖြူမှမူမပေါ်သေးပေကလိယုတ်ခေကုံဆုံးမှပေါ်လာမည်နတ်လောင်ကျောင်းခေါ်သောဗိတ္တနုနတ်ဖရာကျောင်းဤအပြင်ဘက်နံရန်ပက်လည်ချိုင်များလှိုင်များတွင်ဗိတ္တနုနတ်မင်းဤ10ဘဝ10
အဝတာရာဤရုပ်ထုများကိုထွင်းထုဖော်ပြထားသည်ယင်းရုပ်ထုများထဲတွင်နဝမအဝတာရာဖြစ်သောဗုဒ္ဓရုပ်ပါတော်လည်းပါရှိသည်ဗုဒ္ဓရုပ်ပါတော်ရှိနေခြင်းကိုထောက်လင်နတ်တို့ကိုပိတ်လောင်ထားသည်ဟုသောထင်မြင်ချက်မှာအခြေအမြင့်လုံးဝရှိတော်မူမဟုတ်ပေနတ်လောင်ကြောင့်သို့မဟုတ်နတ်လျောင်းကြောင့်ဟုသောအမည်နာမရလာခြင်း၏အကြောင်းဖြစ်သောရုပ်ထုမှာအဆောက်အအုံအတွင်းရှိလျောင်းဆက်နေသောဗေဒနိုးရုပ်ထုဖြစ်လေသည်ထိုရုပ်ထုမှာဗေဒနိုးနတ်မင်းကိုပုံဖော်လေးဖော်ထားရှိသောဗေဒနိုးရုပ်ထုပုံစံများထက်ကတစ်မျိုးဖြစ်သည်ဗေဒနိုးနတ်မင်းသည်အနန္တတေတာမွေးနဂါးပေါ်၌လျောင်းနေသည်သူ၏ချက်မှကြာရိုးထွက်နေပြီးကြာဝင့်များပေါ်တွင်ကနတ်ပြမာများရှိနေကြသည်ယင်းဗိဒနိုးရုပ်ထုပုံစံမျိုးကာလာကတ္တာမျိုးအိန္ဒိယပြတိုက်၌လည်းပြထားသည်ကာလာကတ္တာမျိုးအိန္ဒိယပြတိုက်ထဲကဗိဒနိုးရုပ်ထုသည်ဒီယိုဂတ်ဟဖျားเจ้าမှတူးဖော်ရရှိသောခရစ်နှင့်600ခန်းကရုပ်တုဖြစ်သည်ပကံဗိဒနိုးရုပ်တုထက်နှစ်ပေါင်း400လောက်စောသည်ရုပ်တုနှစ်ခုလုံးပုံတူတရံတူဖြစ်ကြသည်ကာလာကတ္တာပြတိုက်ထဲကရုပ်ထုပုံသဏ္ဍာန်မှာဗိဒနိုးနတ်မင်းသည်အနန္တမွေနဂါဤပပြင်းပေါ်၌ဥပေါင်းလက်ထောက်ပြီးတစောင်းလဲလျောင်းနေသည်မွေနဂါဤပပြင်းမှာအိယာထိုင်ခင်းတပွဲဖြစ်နေသည်မွေနဂါဤပပြင်းသည်ရေပေါ်၌ပေါ်လောပေါ်နေသည်ဗိဒနိုးဤခြေရင်၌ဗိဒနိုးဤကျင်ယာဒေဝီလက်ချမီနတ်သမီးရှိနေသည်လက်ချမီသည်ရှာဘက်လက်ဖြင့်ဗိဒနိုးဤခြေထောက်ကိုကင်ထားပြီးဘယ်ဘက်လက်ဖြင့်ခြေသလုံးကိုနှိပ်ပေးနေသည်ဗိဒနိုးဤချက်မှကြာပွင့်ထွက်နေသည်ကြာပန်းပွင့်ချက်များပေါ်တွင်မျက်နှာလေးခုရှိသောပြမရှိနေသည်အပေါ်ဘက်ကရုပ်ထုများမှာထင်ရှားသောဟိန္ဒူနတ်များဖြစ်ကြသည်မျက်နှာလေးခုရှိပြမဤလက်ရဘက်ကရုပ်ထုမှာအေယာဝန်စင်ကိုစီးနေသောတကြားမင်းဖြစ်သည်နွားလာစီးနေကြသောအပေါ်ဘက်ထိုးထွက်နေသည့်ရုပ်ထုနှစ်ခုမှာတီဝနတ်နှင့်သူဤကျင်ယာဒေဝီပပတီတို့ဖြစ်ကြသည်ထို့ပြင်အခြားထင်ရှားသောဟိန္ဒူနတ်များ၏ရုပ်ထုများကိုလည်းထွင်းထုထားသည်ဗိဒနိုးဖျားเจ้าဟုဆိုရတော့လဲနတ်လောင်ကျောင်း၌လည်းတီဝနတ်ယုံရှိသည်ခရစ်နှစ်1855ခုနှစ်ကအိန္ဒိယတွင်စိုးမိုးအုပ်ချုပ်နေသောဗြိတိရှအစိုးရ၏တန်တမန်အဖြစ်ဖြင့်မြန်မာဘုရင်ထံရောက်ရှိလာသောကာနယ်ရူးသည်ပကံရောက်သွားသောအခါနတ်လောင်ကျောင်းအတွင်းအင်္ဂတိကျမ်းပြင်၌တုံးလုံးပလက်ဖြစ်နေသောကြောက်ရွံ့နှစ်ရုပ်တွေ့ခဲ့ရသည်ဟုသူ၏မှတ်တမ်းစာအုပ်၌ရေးသားဖော်ပြထားသည်ယင်းကြောက်ရွံ့နှစ်ရုပ်အနက်လက်လေးဘက်နှင့်မက်ရက်ရုပ်ထုမှာတီဝနှစ်ရုပ်ဖြစ်ပြီးဂလုံးစီလက်ရန်ထိုင်နေပုံရုပ်ထုမှာဗိဒနိုးရုပ်ထုဖြစ်သည်ဟု1913ခုနှစ်ထုတ်မြန်မာနိုင်ငံကပီးကျောင်းစာဌာန၏အစီရင်ခံစာ၌ဖော်ပြထားသည်ယင်းရုပ်ထုနှစ်ခုအနက်တီဝနှစ်ရုပ်ထုသည်နောက်ပိုင်း၌ပကံအာနန္ဒာဖျားပြတိုက်သို့ရောက်သွားသည်ဗိဒနိုး၏ပုံစံတစ်မျိုးဖြစ်သောဂလုံးစီးနေပုံရုပ်ထုမှာမူဂျာမနီပြည်ဘာလင်ပြတိုက်ရောက်သွားသည်ဟု1910နှစ်13ထုတ်အိန္ဒိယကပီးကျောင်းစာဌာနအစီရင်ခံစာ၌ဖော်ပြထားသည်နတ်လောင်ကျောင်းကိုမြည်သူတိဆောက်သည်နှင့်ပကံပြည်ရှိပြမနာဘာသာဝင်တဦးတယောက်ကဖြစ်စေသို့မဟုတ်အများစုပေါင်း၍ဖြစ်စေတိဆောက်ထားခြင်းဖြစ်ပေလိမ့်မည် Pictorial Guide to ပကံအမည်ရှိအင်္ဂလိပ်ဘာသာဖြင့်ရေးထားသောစာအုပ်၌ဦးလူဖေဝင်းကတထုံမတောင်ပိုင်းဗုဒ္ဓဘာသာကွင်းစကွင်းပိတ်ထေရဝါဒဗုဒ္ဓဘာသာဝင်ရောက်မလာမီရာစုတစုမတိုင်ခင် AD 931၌တောင်သူကြီးမင်းတိဆောက်သည်ဟုယူဆရသည်ဟု၍ရေးသားထားသည်ကပီးကျောင်းစာပညာရှင်ဒရော်ဆယ်ကမူပကံတွင်တိဆောက်ထားသောအိန္ဒိယဖျားကျောင်းအကြောင်းကိုပကံဖျားသမိုင်း၌တွေ့ရသည်ယင်းဖျားသမိုင်း၌တထုံကိုတိုက်ခိုက်အောင်မြင်ပြီးပြန်လာသောအခါနောယထာဘယင်သည်နတ်လောင်ကျောင်းကိုတိဆောက်သည်ဟုဆိုထားသည်ဖြစ်ကောင်းဖြစ်ဖွယ်ရှိသည်သို့တော်လည်းအထောက်အထားမရှိပေထို့ပြင်ကျောင်းစာပါအချက်အလက်များအရာတီဟိုကျွန်းအစဉ်အလာဖြစ်သောတောင်ပိုင်းဗုဒ္ဓဘာသာကိုအထူးကြည်ညိုလေးစားသည့်အနောယထာသည်ဟိန္ဒူဖျားကျောင်းဆောက်လုပ်လိမ့်မည်လောဟုတန်တရားဖြစ်ဖွယ်ရှိနေသည်ဟု၍ရေးထားသည်ပကံခရီးတဲ့သည်နတ်လောင်ကျောင်းမှပြန်လာခဲ့သည်
ပကံစီရီပထိုးများထဲကတခုတည်းသောဟိန္ဒူဖျားကျောင်းဖြစ်သည့်နတ်လောင်ကျောင်းသည်အဝေးတွင်ကျန်နေခဲ့ပြီးတို့ရာတွင်ထေရဝါဒဗုဒ္ဓဘာသာထွန်းကားနေသောပကံပြည်၌နတ်ကိုးကွယ်မှုဟိန္ဒူဘာသာကိုးကွယ်မှုဗေဒနိုးနတ်ဖျားကြီးညိုလေးစားမှုများရှိနေကြသည်ဟုသောအတွေးမှမူပကံခရီးသည်တွင်ကပ်ပါလာလေသည်ငကျွဲနှတောင်ဖျားအကြောင်းကိုဆက်လက်ဖတ်ပြပေးသွားပါမယ်နော်ငကျွဲနှတောင်ဇီဒီပထိုးပေါ်များတလောက်ပင်ဇီဒီပထိုးဤပွဲအမည်များကလည်းများပြားလာသည်အချို့ပွဲအမည်များမှာပြုတ်ပတ်ကိုတွေးခေါ်ကြံစား၍မရလောက်အောင်ပင်အနက်အတိတ်ပဲကွယ်ဝဲနေကြသည်ယခုလည်းကြည့်ပါအောင်တန်တော်ကြားပွဲအမည်ရှိရုပ်ပွားတော်ကြီးတဆူကိုဖူးတွေ့နေရပြန်ပြီရွှေကူကြီးဤအရှိတောင်ဘက်၌ရှိသောရုပ်ပွားတော်ကြီးဖြစ်သည်ရုပ်ပွားတော်ဤညံတော်အမြင့်မှာပေ20လောက်ရှိသည်ပကံတဝိုင်း၌ရှိသောရုပ်ပွားတော်များမှာအုတ်တစ်သားစသည်တို့ဖြင့်ထုလုပ်ထားသည့်ရုပ်ပွားတော်များသာများတော့လေယခုရုပ်ပွားတော်ကြီးမှာစိတ်ဖန်ဖန်သဲကြောက်အုတ်တို့ဖြင့်တည်ထားသောရုပ်ပွားတော်ဖြစ်သည်အင်္ဂတိကြံထားခြင်းမရှိပဲမဏိတော်မှာအစကိုလက်အင်္ဂါတော်တစ်ခုလုံးကိုသဲကြောက်အုတ်ချက်များဖြင့်ရုပ်လုံးဖော်ထားသည်ဖြစ်၍ရုပ်ပွားတော်ကြီးတစ်ခုလုံးအုတ်ချက်ရုပ်ပွားတော်ကြီးဖြစ်နေသည်ရုပ်ပွားတော်ကြီးကိန်းဝတ်သောခုမှာပျက်စီးယိုယွင်းသွားသည်ဖြစ်၍ပြန်လည်ပြုပြင်ထားရသည်ရုပ်ပွားတော်ပူဇော်သောဘုရားဒါယကမှာနရတိဟပတိဘယင်ဖြစ်သည်ဟုဆိုကြသည်အနောက်ဘက်တွင်နန်းတော်ရှိပြီးရုပ်ပွားတော်ကိန်းဝတ်သောခုမှာအနောက်ဘက်မျက်နှာမူနေသည်နန်းတော်တွင်မှဘယင်မင်းကြီးတန်းတော်မူသည်ကိုပင်ကြားရသောကြောင့်တန်းတော်ကြားကွင်းစကွင်းပိတ်တန်းတော်ကြားဟုအမည်တွင်ကြောင်းအချို့ကဆိုကြသည်အချို့ကလည်းနန်းတော်နှင့်နီးကပ်နေသည်ဖြစ်၍ဘယင်အမိန်တော်ကွင်းစကွင်းပိတ်အတန်ချမှတ်ခြင်းအနက်အတိတ်ပဲရှိသောတန်တော်ချမှတန်တော်ကြားဖြစ်လာသည်ဟုဆိုကြပြန်သည်ပကံခရီးတဲ့သည်တန်တော်ကြားရုပ်ပွားတော်ကြီးဤအနောက်တောင်ဘက်နတ်လောင်ကျောင်းဤအနောက်မြောက်ယွန်းယွန်းရှိပကံတော်ဝိုက်လူတိများသောငကျွဲနှထောင်ဖျားသို့ရောက်လာသည်ဖျားဤပုံတတံမှာကြီးမားသောနှထောင်ကြီးထောင်ထားသည်နှင့်တူနေသည်ပကံဖျားအချို့ဤပွဲအမည်များမှာဖျားနှင့်မအပ်ဆက်သောခက်ဆန်းဆန်းပွဲအမည်များဖြစ်နေကြသည်ဤဖျားဤပွဲအမည်မှာလည်းရင်းအမျိုးအစားတွေကဖြစ်သည်လူတဦးတယောက်ဤပုံတတံကျန်အင်လက္ခဏာကိုကြည့်လျက်ထိုပုံပန်းတတံကျန်အင်လက္ခဏာအတိုင်းကောက်ကငင်ကနာမည်ပေးတဲ့သူတချို့ရှိသည်ရှင်ကဲ့သို့သောလူတဦးတယောက်ပါဇက်အငိမ့်မနေနိုင်သဖြင့်ငကျွဲနှထောင်အမည်တွင်လာရခြင်းဖြစ်ဟန်တူသည်ပကံပါဇက်ရာဇဝင်ပုံမြင်တစ်ခုရှိသည်ရှိခေပကံပြည်၌ပကံငကျွဲအမည်ရှိအာကောင်းမောင်းတန်လူထွားကြီးတစ်ယောက်ရှိသည်ထိုလူထွားကြီးသည်တာမန်လူရိုးရိုးထက်အစပေါင်းများစွာတန်မာထွားကြိုင်သည်ထို့ကြောင့်ထိုလူထွားကြီးအားပကံငကျွဲဟုခေါ်ကြသည်နာမည်ပေးဝါသနာပါပြီးပါဇက်အငိမ့်မနေနိုင်သူတဦးသည်နှထောင်းတံရှိသောထိုဖျားကြီးဤပကံတန်နာဤထဲကပကံငကျွဲကိုချိတ်ဆက်ပေးလိုက်ဟန်ရှိသည်ဒါလောက်ကြီးတဲ့နှထောင်းကတော့ပကံငကျွဲပန်တဲ့နှထောင်းဖြစ်မှာပဲဟုအပြောင်အပြက်ပြောလျက်နှထောင်းတံဖျားကြီးအားငကျွဲနှထောင်းဟုအမည်ပေးလိုက်ခြင်းဖြစ်ပေလိမ့်မည်ပကံခရီးတဲ့သည်ငကျွဲနှထောင်းဖျားကိုဖူးတွေ့ရသောအခါဤဖျားမျိုးငါတွေ့ဖူးသည်ဟုပြန်လည်စဉ်းစားကြည့်သည်ထိုဖျားဤပုံတံသည်အိန္ဒိယနိုင်ငံဘာယာနတိမြို့အနီးဆာရာနတ်ခေါ်မိဂဒေါင်၌မြတ်စွာဘုရားဓမ္မစကြာတရားဟုဟောသောနေရာတွင်အသောကမင်းတရားကြီးကိုးကွယ်ထားသောဓမ္မေခထူပခေါ်ဓမ္မစကြာပထိုးတော်ကြီးနှင့်တပုံစံတည်းဖြစ်နေသည်ကိုတွေ့ရသည်ညံတော်အကြီးအသေးအနှိမ့်အမြင့်များလောက်သာခြားနာသည်ဓမ္မေခထူပခေါ်ဓမ္မစကြာစေတီတော်ကြီးကညံတော်အမြင့်ပေ100ကျော်ရှိပြီးယခုဖူးတွေ့နေသောငကျွဲနှထောင်ဖျားကညံတော်အမြင့်43ပေခန့်မြသာရှိသည်ပုံတံအားဖြင့်တူညီမှုရှိနေကြသောဖျားနှစ်စု၏ညံတော်အနှိမ့်အမြင့်သည်ပေပေါင်းတဝက်ကျော်မြပင်ကွာခြားနေသည်ပကံခရီးတဲ့သည်ငကျွဲနှထောင်းပုံတံဖျားများကိုမြန်မာနိုင်ငံ၌လည်းတွေ့ဘူးတလိုရှိသည်ဟုစဉ်းစားကြည့်မိပြန်သည်ပြုခေတရေခေတရာဤဖျားပထုအချို့မှလည်းအခြေခံပုံစံအနေအထားအရာငကျွဲနှထောင်းဖျားနှင့်ဆင်တူနေသည်ကိုတွေ့ရပြန်သည်
ပြည်မျိုးအထက်အညာသို့သွားသောအဝေးပြေးကားလမ်းဘေး၌၎င်းတရေခေတ္တရာမျိုးဟောင်းမော်စာအဝင်ကားလမ်းဘေး၌၎င်းပေါ်ကြီးဖျားမှာပွဲအမည်ရှိစေရီပထိုးများရှိကြသည်ရင်းစေရီပထိုးများသည်လည်းငကြွဲနှထောင်းနှင့်ပုံတတန်အနေအထားတူညီမှုရှိနေကြသည်မိကတာဝံတရေခေတ္တရာပကံရှိရင်းစေရီပထိုးများသည်တဆူနှင့်တဆူအဘဲကြောင့်ပုံတတန်အနေအထားတူညီမှုရှိနေကြသည်ဘိတုကာပညာရှင်များကျောက်စစ်ပညာရှင်များအနုပညာရှင်များတဦးနှင့်တဦးဉာဏ်ချင်းထက်အကြံချင်းဟပ်နေကြသည်မှာမဟုတ်နိုင်ရာတဦးဤဩဇာတဦးအပေါ်လွှမ်းမိုးနေသောကြောင့်သာလျှင်ဖြစ်ပေလိမ့်မည်တဦးဤလက်ရာအပေါ်တဦးလက်ရာဩဇာညောင်းနေသောကြောင့်သာလျှင်ဖြစ်ပေလိမ့်မည်ပကံ၌တဆူတဲ့ထူးထူးခြားခြားနှထောင်းပုံတတန်ဖြင့်တည်ရှိနေသောငကြွဲနှထောင်းဖရာသည်သူ့အရင်နှစ်ပေါင်း1200ကျော်လောက်ကမိဂရာဝုံ၌တည်သောနှထောင်းပုံတတန်ဓမေခပထိုးဤဩဇာလွှမ်းမိုးမှုခံရသည်ဟုမဆိုနိုင်ဘူးလောအိန္ဒိယနိုင်ငံနှင့်ဘာသာရေးအဆက်အသွယ်ရှိနေပြီဖြစ်၍တရေခေတ္တရာပြူတို့တည်သောစေတီပထိုးများနှင့်အပေးအယူရှိကောင်းရှိနေပေလိမ့်မည်ယခုအခါတွင်ငကြွဲနှထောင်းဖရာဤအပေါ်ပိုင်းမှာငုံတိတိကြီးဖြစ်နေသည်မူလတီစင်ကမူဖောင်းရင်းနှင့်ထူပိကာများရှိကောင်းရှိခဲ့ပေလိမ့်မည်ပထိုးတစုလုံးနီးပါးမြစင့်စိန်ရောင်သို့အုပ်ချက်များဖြင့်တည်ထားသည်ငကြွဲနှထောင်းဖရာကိုမြည်သည့်ခေတ်ကာလကမြည်သည့်ဘယင်တည်ခဲ့သည်အချိန်ကာလနှင့်ဖရာထာယက၏အမည်နာမကိုအတိအကျပြောမပြနိုင်ကြတော့လဲတောင်သူကြီးမင်းလက်ထက်ဆယ်ရာစုနှစ်တွင်ကိုးကွယ်တည်ထားသည်ဟုခန့်မှန်းကြသည်တောင်သူကြီးညာဦးစောရဟန်းမင်းအကြောင်းကိုမှန်နှမ်းရာဇဝင်၌ဤသို့ဆိုထားသည်တောင်သူကြီးလည်းမင်းဖြစ်လေဖုံးတကုအာနုဘော်ကြီးဤမိမိတခွားရာအရ၌ဥယျင်ကြီးတာယာစွာပြုပြီးသောနဂါးရုပ်ကြီးစွာလုံ၍ထား၏ထို့သောနဂါးရုပ်လုံ၍ကိုးကွယ်ခြင်းသည်ကနဂါးသည်လူတို့ထက်မြက်လေသည်တကိုးလဲကြီးလေသည်ကိုးကွယ်ရသောအကျိုးကြီးမည်ဟု၍ပြုလေသည်ထိုမှတပါလဲရသေးပြီးအဆရှိသောတထုံပြည်တို့မှစီးခုံပထိုးရှိသည်ကိုအကြောင်းပြု၍အယူမှားသောရှင်အကြီးကြီးတို့နှင့်တိုင်ပင်၍ပထိုးကြီးတစ်လုံးပထိုးငယ်တစ်လုံးပထိုးသားများတစ်လုံးတင်လေပထိုးတစ်လုံးစိတ်တီပထိုးတစ်လုံးဤပထိုး၅လုံးကိုတဲဤထိုပထိုး၅လုံးတို့တွင်နတ်ရုပ်လည်းမမီဖျားရုပ်လည်းမမီလို့၍ညနနက်ထမင်းဟင်းတေစာတင်၍ကိုးကွယ်သည်ဖြစ်၏နတ်တော်ကြောင့်ဒါယကမင်းချမ်းသာဟု၍လည်းတွင်၏ရင်းရာဇဝင်သမိုင်း၌ဆိုထားသောတောင်သူကြီးမင်းတည်သည့်ပထိုးငါစုအနက်တစုမှာငကြွဲနှထောင်းဖြစ်တည်ဟုအစဉ်အလာပြောစမှတ်ပြုလာခဲ့ကြသည်ရွှေဟောင်းမြန်မာရာဇဝင်သမိုင်းကျမ်းဂန်များ၌ဖော်ပြထားသည့်ပကံမင်းဆက်ဘယင်များထဲတွင်ယဟန်အမိပါသောမင်းနှစ်ပါးရှိသည့်ယင်းတို့မှာပုပ္ပါစောယဟန်နှင့်ညဦးစောယဟန်တို့ဖြစ်ကြသည်ပကံမင်းဆက်ဘယင်ပေါင်းများစွာတို့အနက်အနောယထာဘယင်လက်ထက်ပထမဦးစွာကြောက်စာရေးထိုးမှတ်တမ်းတင်ခြင်းခံရသောမင်းမှာညဦးစောယဟန်ဖြစ်သည်ညာဦးစောယဟန်မင်းသည်ပကံအရှိဘက်8မိုင်ကွာရှိတူရင်းတောင်တန်း၌ယဟန်တော်များကန်ဆောင်ရန်တိမ်တလုံးတိဆောက်လူတန်းခဲ့သည်သို့တော်လည်းရင်းသိမ်အဆောက်အအုံမှာ1212ခုနှစ်ကပင်ပျက်စီးသွားပြီဟုသိရသည်ထို့ပြင်မင်းကြီးသည်ပထိုးငါးစုကိုလည်းတည်ခဲ့သည်ရင်းပထိုးငါးစုအနက်ယခုထက်တိုင်ပကံတွင်တည်ရှိနေသေးသည်ငကြွဲနှထောင်းနှင့်ပထိုးသားများစီဒီနှစ်စုတို့လည်းအပါအဝင်ဖြစ်သည်ဟုပြောစမှတ်ပြုကြသည်ရင်းဆိုရိုးစကားမှန်ပါကအနောယထာဘယင်လက်ထက်မွန်တို့ဌာနီမှာထေရဝါဒသာသနာမရောက်မီကပင်ပကံတွင်သာသနာပြန့်ပွားထွန်းကားပြီးဇေဒီပထိုးတဲသည့်အလေးအထရှိနေပြီဖြစ်ကြောင်းသိရှိရသည်တို့ရာတွင်ထိုအချိန်ကပကံ၌ပြန့်ပွားထွန်းကားနေသောသာသနာသည်ထေရဝါဒသာသနာစစ်မဟုတ်ပဲနတ်နဂါကိုးကွယ်မှုမဟာယနာကိုးကွယ်မှုများရောပြန်းနေသောသာသနာဖြစ်ပေလိမ့်မည်ညောင်ဦးစောယဟန်မင်းသည်ပင်အရေးကြီးတို့ကိုမြောက်စားပြီးနတ်နဂါများကိုကိုးကွယ်စီကပ်သည်ဟုမြမရာဇဝင်သမိုင်းများကဆိုထားသည်သို့တော်လည်းတူးဖော်တွေ့ရှိသောကြောက်စာနှင့်ကိုးကွယ်တည်ထားသောစေတီပထိုးများကိုထောက်နှင့်ညောင်ဦးစောယဟန်မင်းသည်လည်းဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ပြီးကုသိုလ်ကောင်းမှုပြုသောဘယင်တစ်ပါးဖြစ်ကြောင်းသိရှိရပေသည်ပကံခရီးတဲ့သည်ငကြွဲနှထောင်းဖျားမှပြန်ထွက်လာခဲ့သည်နှထောင်းပုံတန်ငကြွဲနှထောင်းဖျားသည်နောက်တွင်ကြံခဲ့လေပြီတို့ရာတွင်ပကံခရီး
တို့ရာတွင်ပကံငကျွဲနှထောင်ဖျားနှင့်မိဂရာဝံဓမေခခေါ်ဓမ္မစကြာစီတီတို့မိကဲ့သို့သောအပေးအယူအဆက်အသွယ်မျိုးရှိခဲ့သည်ဆိုသည်နှင့်ပတ်သက်သောအတွေ့သည်၎င်းအနောယထာခေတ်မတိုင်မီကပင်ပကံ၌မိကဲ့သို့သောသာသနာအမျိုးအစားပေါ်ပေါက်နေသည်နည်းဆိုသည့်အတွေ့သည်၎င်းပကံခရီးသည်နှင့်အတူလိုက်ပါလာလေသည်နားဆွင့်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်လည်းပကံဖျားပထိုးစီဒီများအကြောင်းကိုဆက်လက်ဖတ်ပြအောင်မှမို့စောင့်မျှော်နားဆင်ပေးကြပါအောင်နော် channel လေးကိုလည်း like and subscribe လေးများပြုလုပ်ပေးကြပါအောင်နော်အားလုံးဘေးကင်းကျန်းမာကြပါစေရှင်